ကယ်တမ်းကျတော့ရှူကာကိုစပိန်တွေကဥပအမျိုးသားမဟုတ်ပါဘူးဒါဆိုရင်ဒီကောင်လေးကဘယ်မျိုးသားထဲမှာပါလဲဆိုမေးစရာရှိရပေါ့နော်ဒီကောင်လေးကစပိန်လောကထဲမှာနာမည်ရမ်းကြီးရဲ့ Trap Train Figure မျိုးသားစစ်စစ်ကြီးဖြစ်ပါတယ်ရှီဖော်ကလည်းကာဗွန်နဲ့လှုပ်ထားတာမဟုတ်ပါဘူးအလူမီနီယံဓာတ်နဲ့ပဲလှုပ်ထားတာပါရှူကာကိုစပိန်တွေရဲ့ကိုရီးယားလည်းအလူမီနီယံ Aroy 6069ကိုသုံးထားတာပါဒါကြောင့်မလို့လုံးဝကိုကြစ်လက်ပြီးတော့တောက်တောက်နေရှိပါတယ်နောက်ပြီးတော့စပိန်ရဲ့ကိုရီးယားလေးချင်ကလည်း 1.8 ကီလိုဂရမ်ဝန်းကျင်ပဲရှိတာပါရှူကာကိုစပိန်တွေကိုအရွယ်စား3မျိုးထွက်ပါတယ် small size 54 cm medium size 59 cm နဲ့ large size 60 cm ဆိုပြီးထွက်ရှိပါတယ်အရောင်အနေနဲ့ကလည်း black white silver ရေဆိုပြီးတော့လူကြိုက်များတဲ့အရောင်တွေဖြစ်တဲ့ black pink နဲ့ BNG green ဆိုပြီးတော့လည်းထွက်ရှိထားပါသေးတယ်ဒီအင်နိုဘိုင်းမှာဆိုရင်လည်းဖရိန်တီးတန်ကိုအများအပြည့်10သိန်းဝန်းကျင်ကနေ12သိန်း13သိန်းဝန်းကျင်အထက်ထိအောင်ရှိနိုင်ပါတယ်ကိုသုံးချင်တဲ့ accessory နဲ့ကိုဘွန်းတဲ့ပစ္စည်းတွေကိုစိတ်ကြိုက်တဲ့စင်မီဝယ်မယ်ဆိုရင်တော့မှပြင်းပြအပြင်30ကနေ30ကျော်အထက်ထိတောင်ရှိနိုင်ပါတယ်ရှူကာကိုစပိန်ကိုဘယ်လိုလူမျိုးတွေစီးစင်းလဲဆိုရင်လမ်းပေါ်မှာအကျန်းစီးမယ်ရှေ့ဘိန်းထောင်မယ်နောက်ဘိန်းထောင်မယ်အလဲဘိန်းထောင်မယ်ထောင်ကြီးထောင်မယ်ဆိုတဲ့ညီကိုတွေအတွက်ကတော့အဆင်ပြေပါတယ်နောက်ပြီးကြတော့ဒီစပိန်ရဲ့ဒီဇိုင်းနဲ့ကိုရီးယားတွေကလှတဲ့အတွက်ကြောင့်မလို့စပိန်လေးကိုကြောရွာစီးပြီးတော့ကိုယ့်ရဲ့ကောင်မလေးတောင်းမို့ကိုကြိုက်နေတဲ့ခရက်လေးတွေစီမှာသွားပြီးတော့အလှပြလို့ရပါသေးတယ်